တနေ့ကိုတစ်ချိန်ထပ်ပို့ပြီးတော့မရွတ်တဲ့ဘာသာတစ်ပုဒ်ကိုပြပြမယ်နော်အဲ့တော့ကိုကပတ်စံနေအများကြီးဝင်လာဖို့အတွက်ကိုအစင်နဲ့မဖြစ်သေးဘူးလက်မခံနိုင်သေးဘူးဆိုရင်မရွတ်တာအကောင်းဆုံးပဲဒီကရာရွတ်လို့ရှိရင်ဒီဟာစိတ်ညစ်လိုက်တာပတ်စံနေဝင်လိုက်တာငွေတွေကဝင်လို့စိတ်ညစ်ပါတယ်ဆိုပြီးတော့မှညီညီရောက်တဲ့အချိန်ပတ်စံဝင်နဲ့ငွေဝင်အကျန်းဆုံးကာလတစ်ပုဒ်ဖြစ်တယ်နော်အဲ့တော့ကိုကငွေတွေသိန်းတန်းကြရေရာနဲ့ချီစစ်စင်ဥစ္စာတွေအများကြီးလက်ခံဖို့အတွက်အစင်သင့်ဖြစ်ပြီလားနော်ငွေတွေအများကြီးကိုရဲ့ဟန်ကိုစီရရှိတာဖို့အတွက်လက်ခံဖို့အတွက်အစင်သင့်ဖြစ်ပြီဆိုရင်ရွတ်ပါတနေ့ကိုတစ်ချိန်ပဲရွတ်ပါနော်တစ်ချိန်ထက်ပို့လို့ရှိရင်ငွေတွေဟာတောက်လေထိမ့်မနိုင်သိမ့်မနိုင်ဘယ်လိုခေါ်မလဲအားပါရရပေါ့နော်အတားစီးမဲ့ကိုယ့်ထံကိုများစွာသောငွေကြေးဥစ္စာတွေကစင်းစင်းဝင်ရောက်လာမှာဖြစ်တဲ့အတွက်ထိမ့်သိမ့်လက်ခံနိုင်ဖို့အတွက်အစင်သင့်ဖြစ်ပြီဆိုရင်ရွတ်ပါဒါပေမဲ့တနေ့ကိုတစ်ချိန်လောက်ပဲရွတ်တဲ့မှာလေတနေ့ကိုတစ်ချိန်ထပ်တောင်မှာပုံမြင့်တင်ဘူးတနေ့ကိုတစ်ချိန်ထပ်ပုံရွတ်မယ်ဆိုရင်ငွေတွေဟာအတားစီးမဲ့ထိမ့်မနိုင်သိမ့်မနိုင်အောင်မှာအသက်ရှူတိုင်းငွေတွေဝင်နေမယ်ဆိုရင်ဟိုကထိမ့်သိမ့်ရခက်တယ်အဲ့တော့တနေ့ကိုတစ်ချိန်ပဲရွတ်ပါကျွတ်ခမဲ့မန္တန်ကအုံဘဂဝါသိဋ္ဌံလာဘန်ဒေတုဆိုပြီးတော့ကျွတ်ကမှာဖြစ်ပါတယ်ရွတ်လိုက်တာနဲ့ငွေကြေးစီးစိမ်ဥစ္စာလက်လာပါတွေဟာအတားစီမဲ့ကိုယ်စီဝင်ရောက်လာမယ်များစွာသောပတ်စံတွေများစွာသောလက်လာပါတွေများစွာသောငွေကြေးဒုက္ခချမ်းသာတွေရောက်ရှိလာမယ်အဲ့တော့ထိမ့်မနိုင်သိမ့်မနိုင်အောင်မှငွေတွေဟာတောက်လဲအိတ်နေနေလည်းပတ်စံဝင်မယ်အသက်ရှူနေနေလည်းပတ်စံဝင်မယ်ထိုင်နေနေလည်းငွေတွေကဝင်ပြီးတော့ဘာလုံးလုံးကိုမှအောင်မြင်နေမှာငွေဝင်ဖို့ဆိုတော့အလုံးလုံးမှငွေတော့ဝင်မှာပဲလေနော်ကိုလုတ်တဲ့လုပ်ငန်းတိုင်းဟာကံတရားလိုက်ပြီးတော့အားလုံးဟာအောင်မြင်ဒုက္ခချမ်းသာဒုက္ခရရှိမှာဖြစ်ပြီးတော့ရှမ်းတောက်အောင်မြင်စေမဲ့အပြင်ငွေကြေးစစ်စင်ဥစ္စာချမ်းသာဒုက္ခလက်လာပါတွေအားလုံးဟာလည်းကိုယ့်စီကိုကိုယ့်ထံကိုကိုယ့်ရဲ့မိသားစုအိုးအိမ်တွင်ထံများစွာသောငွေကြေးတွေအားလုံးအစုပ်လိုက်အပုံလိုက်ရာထောင်သိန်းသန်းကြိမ်ချီမကရရှိလာမှာဖြစ်ပါတယ်